အိန္ဒိယအာဏာပိုင်တွေကတမူးခရိုင်ပကပရဲဘော်10ဦးရဲ့ရုပ်အလောင်းကိုပြန်ပေးရင်မြန်မာအိန္ဒိယနယ်စပ်ချန်စီယိုခတ်တာကိုမကန်ကွက်ဖို့အတွက်တော်လိုင်းအင်အားစုတွေကိုအကြက်ကင်တောင်းဆိုခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါတယ်။အိန္ဒိယအာဏာပိုင်တွေကမေလ16ရက်မနက်ပိုင်းမှာတမူးခရိုင်ပကပရဲဘော်တွေရဲ့ရုပ်အလောင်းကိုတော်လိုင်းအင်အားစုတွေစီပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပြီးအဲ့ဒီလိုပြန်ပေးရမှာစုပ်စုကိုစန့်ကျင်တိုက်ခိုက်နေတဲ့တမူးဒေသတော်လိုင်းအင်အားစုတွေကိုမြန်မာအိန္ဒိယနယ်စပ်ချန်စီယိုကာယံနေမှုအပေါ်ကန့်ကွက်မှုမလုပ်ဖို့စာချုပ်မှာလက်မှတ်ရေးထိုးဖို့အကြက်ကင်တောင်းဆိုတာဖြစ်တယ်လို့အလောင်းတွေပြန်လက်ခံရမှာပါဝင်ခဲ့တဲ့တော်လိုင်းရဲဘော်တူကပြောပါတယ်။စာချုပ်ထဲမှာနယ်စပ်ချန်စီယိုကာယံနေမှုအပေါ်မကန့်ကွက်ဖို့ဆိုတဲ့အချက်ပါဝင်ပြီးအဲ့ဒီအချက်ကိုမလက်ခံရင်ရဲဘော်တွေရဲ့ရုပ်အလောင်းကိုပြန်ပေးမှာမဟုတ်ဘူးလို့အိန္ဒိယအာဏာပိုင်တွေကပြောဆိုခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။အဲ့ဒီလိုအိန္ဒိယအာဏာပိုင်တွေကအကြက်ကင်စာချုပ်ချုပ်ဆိုခိုင်းတဲ့အပေါ်တော်လိုင်းအင်အားစုတွေကစာချုပ်ချုပ်ဖို့ညှင်းဆိုခဲ့ပြီးရဲဘော်တွေရဲ့အလောင်းကိုပြန်လည်ရယူနိုင်ဖို့အတွက်မြန်မာအိန္ဒိယနယ်စပ်ချန်စီယိုကာယံမှုအပေါ်မနှောက်ယှက်ပါဘူးဆိုတဲ့အချက်ကိုတော့လက်မှတ်ရေးထိုးခဲ့ရတယ်လို့တမူးမြို့ခံတော်လိုင်းရဲဘော်တူကပြောပါတယ်။သဘောတူညီချက်ကိုလက်မှတ်ရေးထိုးရမှာတမူးခရိုင်တော်လိုင်းအင်အားစုတွေနဲ့အိန္ဒိယနိုင်ငံအာသံပြည်နယ်ကတပ်တွေပါဝင်ခဲ့ပြီးအဲ့ဒီသဘောတူညီချက်ရရှိပြီးနောက်မှသာတေဆုံးတဲ့တမူးခရိုင်ပကပရဲဘော်10ဦးရဲ့ရုပ်လောင်းတွေကိုပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။တေဆုံးခဲ့တဲ့တမူးခရိုင်ပကပရဲဘော်10ဦးဟာမေလ23ရက်ကအိန္ဒိယမြန်မာနှစ်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့တော်လိုင်းကင်းစကန်ခုကိုအိန္ဒိယစစ်တပ်ကဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာကိုခံခဲ့ရသူတွေဖြစ်ပါတယ်။သေဆုံးပြီး3ရက်အကြာမေလ16ရက်မှာအလောင်းပြန်လည်ရရှိဖို့အိန္ဒိယအာဏာပိုင်တွေနဲ့ညှိနှိုင်းရမှာအခုလိုအတင်းအကျပ်ဖိအားပေးတောင်းဆိုခံရတာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။တမူးခရိုင်ပကပရဲဘော်10ဦးတပ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးအမှုမှန်ပေါ်ပေါက်အောင်ဖြေရှင်းပေးဖို့တော်လိုင်းအင်အားစုတွေကတောင်းဆိုထားသလိုတမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်10ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့မှုအပေါ်အမှုမှန်ပေါ်ပေါက်ရေးအိန္ဒိယအစိုးရနဲ့ဆွေးနွေးနေတယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကလည်းထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။